အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမှာတော့ MikroTik ကိုလက်ကူဆုံးနဲ့အမြန်ကူဆုံးဘယ်လိုမျိုးအင်တာနက်ရအောင်လုပ်မလဲပြီးတော့ဒီ MikroTik ရဲ့ပို့တွေမှာကိုယ့်ရဲ့ကွန်ပျူတာပဲဖြစ်ဖြစ်ဒီ AP တွေပဲဖြစ်ဖြစ်တက်လိုက်လို့ရှိရင်အဲ့ set တွေမှာအင်တာနက်ထွက်အောင်အမြန်လွယ်ကူဆုံးနဲ့အမြန်ဆုံးဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့ MikroTik ကိုအင်တာနက်ပေးရမယ်ပေါ့နော်ဒီအင်တာနက်ရတဲ့ Ethernet ကြိုးတစ်ခုကနေပြီးတော့ဒီ MikroTik ရဲ့ကိုအဆင်ပြေတဲ့ port တစ်ခုမှာထိုးထားမယ်ပေါ့နော်ကျွန်တော်ကတော့ဒီ MikroTik ရဲ့ port 1မှာထိုးထားရပေါ့နော် port 1မှာထိုးထားတယ်ပြီးတော့ဒီ MikroTik ကိုဒီဝင်ပေါင်းနဲ့ဝင်ထားတယ်ပေါ့နော်အဲ့လိုဝင်ပြီးသားဆိုရင်ဒီလိုအခြေအနေမျိုးရောက်လာမယ်အဲ့ဒီမှာအရင်ဆုံးဒီအဲ့ထိုးထားတဲ့ port ကိုကျွန်တော်တို့က DHCP client လုပ်ပေးရမှာပေါ့နော်DHCP client ဘယ်လိုလုပ်မလဲဆိုတော့ IP တွေကိုသွားမယ် IP ထဲမှာ DHCP client ဆိုတာရှိတယ်အကောင်နှိပ်လိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ကလှုပ်ထားပြီးသားပေါ့နော်လှုပ်ထားပြီးသားမလှုပ်ထားဘူးဆိုရင်ဒီကောင်ရှိမနေဘူးပေါ့နော်ရှိမနေဘူးဒီကောင်ကိုဘယ်လိုလုပ်မလဲဆိုတော့ new ကိုနှိပ်မယ် new ကိုနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာနာမည်ပေးလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အဆင်ပြေတဲ့နာမည်ပေးပေါ့နော်အဆင်ပြေတဲ့နာမည်ပေးပြီးရင်ကျွန်တော်တို့ကဒီအောက်မှာ interface ကိုရွေးပေးရမယ်ဒီ interface မှာကျွန်တော်ကဒီ1မှာထိုးထားဖြစ်တဲ့အတွက်1ကိုရွေးပေးမယ်ပြီးရင် apply OK နှိပ်ပေးလိုက်ရင်သူကIP အလိုလျောက်ကြာလာပြီးတော့ကျွန်တော် internet ရသွားမယ်ပေါ့နော်ဒီ MikroTik မှာ internet ရသွားမယ်ပေါ့နော်ဒါတော့ကျွန်တော်ကို DHCP ချပေးတဲ့ port 1မှာဝင်နေတဲ့ IP ပေါ့နော်အဲ့လိုရပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကတော့လွယ်ပါလေအမြန်ဆုံးလုပ်ချင်တယ်ဆိုရင်ဒီပေါ်ဆုံးမှာ quick set ဆိုတာရှိတယ်အဲ့ quick set လေးကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်ကIP ကတော့ရနေပြီဒါပေမဲ့ဒီ local network မှာ IP မရသေးဘူးပြီးတော့ internet မထွက်သေးဘူးပေါ့နော်အဲ့မှာအလွယ်ကူဆုံးနဲ့အမြန်ဆုံးနည်းရှိတယ်အဲ့ဒါပါလဲဆိုဒီမှာ bridge all LAN port ဆိုတာလည်းရှိတယ် bridge all LAN port ဆိုတာအဲ့ဒါကိုထောက်လိုက်ပြီးဒီမှာတော့ IP အရင်ပေးအောင်ပဲပေါ့နော်ကျွန်တော်တို့ဒီ local မှာIP လောက်ထွက်ချင်လဲအဲ့ဒါပေးရမယ်ပေါ့နော်အဲ့ဒါလည်းလွယ်ပါတယ်ကျွန်တော်တို့ကကွန်ပျူတာပဲသုံးမှာဆိုလို့ရှိရင်ကွန်ပျူတာတို့ AP တို့ Ruji ပေါ့ဗျာဥပမာ Ruji သုံးမှာဆိုရင် Ruji တွေက default 110နဲ့လာတယ်ဗျာအဲ့တော့ 192.168.110.1ပေါ့ဗျာအဲ့လိုပေးလိုက်ပေးပြီးရင်ဒီအောက်က12မှတ်ကလည်းဘာမှပြောင်းလဲနေစရာမလိုပြောင်းရင်လည်းပြောင်းပေါ့နော်မပြောင်းလဲရပြီပြီးရင် bridge all LAN port ကိုအမှန်ကြီးချစ်ထားမယ်ပြီးရင် apply DHCP server လည်းထည့်လိုက်ဗျာ DHCP server လည်းထည့်လိုက် server range လည်းထည့်လိုက်ဗျာထားပါတော့ 192.168.110.1 ဒါ Ruji အတွက်ပေါ့နော် Ruji default အတွက်အဆင်ပြေအောင်ပေါ့နော် 192.168.110.254 1ကနေပြီးတော့254ဒီပေါ့နော်အဲ့လို DHCP server လည်းထည့်ပေးလိုက်အဲ့ဆိုရင် apply OK နှိပ်ပေးလိုက်ပေါ့နော်အဲ့လိုလုပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ MikroTik မှာလည်း internet ရသွားမယ်ပြီးတော့ MikroTik ကိုလာတက်မယ် MikroTik ကိုလာတက်မယ် AP တွေကွန်ပျူတာတွေမှာလည်းinternet ရသွားမယ်ပေါ့နော်ဒီမှာ Google ကိုပြင်ကြည့်မယ်ဒါဆို internet ရနေပြီပေါ့နော်အဲ့မှာဒီကောင်ကဒါအလွယ်ကူဆုံးနည်းပြလိုက်တာပေါ့နော် menu ရလုပ်ချင်တယ်ဆိုရင်လည်းအဲ့ဒါလုပ်လိုက်တာနဲ့သူကဘယ်လိုဖြစ်သွားလဲဆိုတော့ configure ဘယ်လိုလုပ်သွားလဲဆိုတော့ဒီ bridge ထဲမှာဝင်ကြည့်လို့ရတယ် bridge ထဲမှာသူကနာမည်ကို bridge 1လို့ပေးသွားတယ်ပြီးတော့ port တွေကိုဒီလိုရှိသမျှကျန်တဲ့ LAN port တွေပေါ့နော် Wi-Fi ရောရှိသမျှအကုန်လုံး Wi-Fi ပါတယ် Wi-Fi interface ပါတယ်ဆိုရင်လည်း Wi-Fi interface ရောအကုန်လုံးကိုသူက LAN ထဲကိုဒီ bridge ထဲကိုထည့်သွားတယ်ပေါ့နော်